သာဝနာတော်နှစ်1558ခုနှစ်မြန်မာတက္ကရာ1386ခုနှစ်နေုံလာပြည်တော်17ရက်နေ့2014ခုနှစ်ဇွန်လ23ရက်နေ့ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ MEI တက္ကသိုလ်ခန်းမတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဘီလာရုစ်သမ္မတနိုင်ငံယူကရိန်းနိုင်ငံနဲ့လီဘီယာသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးတင်မျိုးနဲ့ဇနီးဒေါက်တာမာလင်းတို့အားအမှုထားပြီးမြန်မာတန်ယုံစစ်တမ်းယုံမိသားစုဝန်များနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်ပေါင်း20တွင် DSC ဘွဲ့ PhD ဘွဲ့ ME ဘွဲ့နှင့် MSc ဘွဲ့သင်တန်းများတက်ရောက်ပညာသင်ကြားနေကြသောစစ်ဘက်အရက်ဘက်မှပညာတော်သင်တန်းသားများပူးပေါင်းစီရင်ကျင်းပသောပြည်သူ့ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော်ကြီးဒေါက်တာရှင်ဉာဏ်လေးတရား၏အထူးဓမ္မပူဇာသဘင်နှင့်ရုရှားဖက်ဒရေးနိုင်ငံမော်စကိုမြို့တွင်တည်ထားကိုယ်ဝယ်ပြီးဗုဒ္ဓစင်တာမြန်မာဘုန်းတော်ကြီးအောင်ဖြစ်မြောက်၍အတူငွေပေးရဝယ်ခဏဖြစ်ပါတယ်ရှင်ဗျာအရှင်မြတ်ဗျာဘုရားတပည့်တော်ဓမ္မသဘင်ခန္ဓာအစီအစဉ်များကိုဖတ်ကြားလျှောက်ထားမှုပြုပါရှင်ဗျာအခမ်းအနားအစီအစဉ်ဖြင့်ဓမ္မသဘင်ကိုနမောတတ္တသုံးရင်းရွတ်ဆိုဖွင့်လှစ်ခြင်းအခမ်းအနားအစီအစဉ်ဖြင့်ဆရာတော်ဘုရားထံမှအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်များကိုခံယူဆောက်တည်ခြင်းနှင့်တရားတော်များအာရုံမသာခြင်းအခမ်းအနားအစီအစဉ်သို့ပြည်သူ့ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော်ကြီးဒေါက်တာရှင်ဉာဏ်လေးတရားမှာရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့တွင်တည်ထောင်ကိုးကွယ်မိ
ဗုဒ္ဓစင်တာမြန်မာဘုတော်ကြီးရောက်ပြမြောက်ရေးအတွက်အတူတော်ငွေအမေရိကန်ဒေါ်လာတစ်သိန်းဟာဗုဒ္ဓစင်တာမြန်မာဘုတော်ကြီးကြောင့်ပြမြောက်ရေးအတူတော်သောဥက္ကဋ္ဌဒိုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာတာမန်ကြီးဦးတင်ထံသို့ပြပြောင်းပေးရလူတန်းချင်းခန္ဓာစီစဉ်လေးဆရာတော်ဘုရားဓမ္မတန်ယုံစစ်တန်ယုံမိသားစုဝင်များနှင့်တက္ကသိုလ်တည်တွင်တက်ရောက်ပညာသင်ကြားနေသောနိုင်ငံခြားပညာတော်သင်တန်းသားအရာရှိများမှစုပေါင်းလူဒန်းအပ်သောနဝကမ္မအလူတော်ငယ်များစက္ကန့်လူဒန်းချင်းနှင့်ကုသိုလ်စုစုတို့အားရေစက်သွန်ချအမြပြုဝေခြင်းအခမ်းအနားစီစဉ်မှာဓမ္မသဘင်အားဗုဒ္ဓသာသနာဆွေရည်လို့သုံးခြင်းဆို၍ဓမ္မသဘင်အားရုံသိခြင်းတို့ဖြင့်စီရင်ကျင်းပသွားမှာဖြစ်ပါရဲ့ရှင်ဗျာခြေဥစွာအခမ်းအနားစီစဉ်တဲ့ရာဓမ္မသဘင်အားနမောတတသုံးခြင်းဆိုဖွင့်လှစ်ပြုလုပ်ပါရှင်ဗျာနမောခန္ဓာစီစဉ်နေရဒီလူကဘာဘုရားလက်သူအဓိပတိဆရာတော်ကြီးဒေါက်တာအရှင်မြတ်နိဒရာထံမှအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူဆောက်တည်ပြီးတရားတော်အားနာယူမှာဖြစ်ပါရဲ့ရှင်ဗျာတရားနာပေးကြများခင်ဗျာဆရာတော်ဘုရားဩဘာသာကတော်လူဖြင့်ရှိခိုးကြောကြပါလို့ခင်ဗျာရှိကံပတိကံဒုရှံခိပမေဝအမိစ္ဆတုအဘေပူရေတုသမ္မာသင်္ကပ္ပသံသောဗန္တရသောယထာဒုရှံပသယနာမြတ်ပုံညကိုခါအလိုသောပြုလို့ပေါ်ရရပြီရောသောတေမျိုးကောင်းသာမြေပါတိပါသူရကောင်းတို့ဤအိရှိကံစစိတ်ဖြင့်ရည်စူးထားသောဒုလိုအပ်သဆုလိုက်ရဏဗျာဗျာတိရောပါဠိကံသံဃာပြေမပြတောင်းတအပ်သဆုလိုက်ရဏဗျာဗျာတိရောအပ္ပမေဝသောသောတိကရေခိပ္ပမေဝလင်းမြန်စွာသာလေသမိတ်စတုကောင်းစွာကိုယ်လိုပြည့်စုံကြပါစေကုန်သတည်းသဗ္ဗေလုံးစုံသောသမ္မာသင်္ကပ္ပမယသောရမေသောနှင့်ဆက်ဆံသောကောင်းသောဉာဏ်စီမိမိတို့ပင်တော်နှင့်ဆက်ဆံသောကောင်းသောဉာဏ်စီမိမိတို့ကိုယ်ရေးကိုယ်ရာနှင့်ဆက်ဆံသောကောင်းမြတ်သောဉာဏ်စီတည်းဟုသောသမ္မာသင်္ကပ္ပတရားမှန်သမျှတို့သည်သံဃာဗန္ဒရသောယထာ25ရဲ့တတိတိထုံးလမ်းပြီးဝင်နေကြသောဘုရင်တို့ကောင်းစွာကုန်လုံးဤဆုံးကြပါစေကုန်သတည်းအဘယ်နဲ့ညီအောင်ဆိုလိုက်Hare
ဓมมังสรณังกิจฉามิสังฆังสรณังกิจฉามิဒုတိယမိဗုဒ္ဓံစရဏံကိစ္ဆာမိဒုတိယမိဓမ္မံစရဏံကိစ္ဆာမိဒုတိယမိသံဃံစရဏံကိစ္ဆာမိဒုတိယမိဗုဒ္ဓံစရဏံကိစ္ဆာမိဒုတိယမိဓမ္မံစရဏံကိစ္ဆာမိဒုတိယမိသံဃံစရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံစရဏံကိစ္ဆာမိတတိယမိဓမ္မံစရဏံကိစ္ဆာမိတတိယမိသံဃံစရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံစရဏံကိစ္ဆာမိတတိယမိဓမ္မံစရဏံကိစ္ဆာမိတတိယမိသံဃံစရဏံကိစ္ဆာမိသရဏဂမနံသံပုံဏံပါဏာတိပါဏာဝရဝတိသိက္ခာပဒံသမာဓိယာမိပါဏာတိပါဏာဝရဝတိသိက္ခာပဒံသမာဓိယာမိအဒိဏဒါနာဝရဝတိသိက္ခာပဒံသမာဓိယာမိအဒိဏဒါနာဝရဝတိသိက္ခာပဒံသမာဓိယာမိအမေတုမိစ္ဆာဇာရာဝရဝတိသိက္ခာပဒံသမာဓိယာမိအမေတုမိစ္ဆာဇာရာဝရဝတိသိက္ခာပဒံသမာဓိယာမိဘုဒ္ဓဝါဒဝရဝတိသိက္ခာပဒံသမာဓိယာမိဘုဒ္ဓဝါဒဝရဝတိသိက္ခာပဒံသမာဓိယာမိသုရာမေရယပိသဗမနဌာနာဝရဝတိသိက္ခာပဒံသမာဓိယာမိသုရာမေရယပိသဗမနဌာနာဝရဝတိသိက္ခာပဒံသမာဓိယာမိဣဒံမေပုံညံဣဒံမေပုံညံဘောဓိဉာဏတ္တဘောဓိဉာဏတ္တပစ္စယပစ္စယောဟောတုဟောတုဗန္တေရှင်မယဗန္တေရှင်မယဒေဝယတိရောတိဒေဝယတိရောတိဣဒံပုံညံဣဒံပုံညံဧကံမုတိဧကံမုတိဘောဓိဉာဏတ္တဘောဓိဉာဏတ္တဘောဓိဉာဏိဘောဓိဉာဏိပစ္စယပစ္စယောအထာပန္တိအထာပန္တိဟောတုဟောတုပါစေတတိပါစေတတိအပမဒေနာတမ္ပါဒေသာအာမတေဘုလိုဒီပါပေရတိနတာစေတေယောလာဒီယောလာ23ရက်ပြည်လေဒီနာလာရုရှားနိုင်ငံရဲ့လူအော်စတိုအကြောင်းပါဝါဆိုတော့စွမ်းတယ်စွမ်းပညာရဲ့ကိုစွမ်းရည်ပညာရဲ့အဲ့ဒီစွမ်းတယ်ဆိုတာလေဒီပဲအဲ့တော့ဒီနာတို့ဓာတ်စီတို့ဒါတွေလည်းပဲစွမ်းတယ်ပိုရည်ရည်ကလူစွမ်းတယ်ဟာပိုရည်ရည်နာဘလောက်ပဲစွမ်းစွမ်းအဲ့ဒီနာကိုအဲ့ဒီအေးတွေနဲ့ရွှေ့ပြီးပွဲတွေနဲ့ပြည့်နေဒီနာတကယ်ဆွမ်းထက်အောင်လုပ်တာကလူပြည့်တဲ့ချောင်းတွေမှာရေတွေဘလောက်ပဲများနေဒီကနေလျှက်စစ်ပြအောင်လုပ်တာလူပဲအဲ့တော့ရေနဲ့ဆွမ်းရင်လျှက်စစ်ဆွမ်းရင်သိပ္ပံဆွမ်းရင်အေးအေးရဆွမ်းရင်ဘာပဲပြောလူကဆွမ်းဆုံးအဲ့တော့တို့စကားတစ်ခုရှိThere is nothing great in the world but men. ဘာမှလူကလည်းဤကျေသောအရာဝတ္ထုတခြားဘာမှမရှိ။ဘုရားပြည့်စုံတဲ့လူကဒီလေခ
ရိယနဲ့ကိုယ်ပေါ်နေတဲ့ကြီးစားဆိုသူရတာအစ္စလာမ်ကိုယ်ပေါ်နေတဲ့ရတာတော့ဘုရားပဲဘုရားပါဘုရားဘာသာရေးယုံကြည်နေတဲ့ပြမာလို့တတ်အကုန်လုံးဒုက္ခအဲဒီကပေါ်ပဲအကောင်းစားလေးပဲပုံဖြစ်လို့ရအောက်ဆင်းသွားပြီးတော့လေးစားအထိဖြစ်ရှင်တဲ့ဖြစ်လို့ရဒီဝါဒတမင်းသားနဲ့အာနန္ဒမင်းသားဒီဘတော်ဝဲအဲ့ဒါကြောင့်လေနော်ဘုရားဝိရဏမေကဒေဝဒတ္တအာကိဝမင်းသားအာနန္ဒရရဲ့ဒီလိုအာနန္ဒအာကိဝမင်းသားဒီဘတော်ဝဲအဲ့တော့သူ့မှာရှိတဲ့စွမ်းအင်ကိုအလွဲသုံးစားလုပ်လို့ဒီဝတ္တကဘာသမိုင်းတစ်ခုလို့သူအကောင်းရေးစီဖြစ်အမိုင်းကြောင့်ဒီတစ်ခုလို့ဟုတ်အနန္တကြတော့သူရဲ့စွမ်းအင်ကိုမှတ်သားစွာပုံချသွားတယ်ပဲသာသနာ့ရဲ့သမိုင်းတစ်စုံလုံးအနန္တရဲ့ကျေးဇူးကိုလို့မကောပိဋကသုံးကိုထေရဝါဒမူအရာပိဋကသုံးကိုစနစ်တကျရတဲ့ဒီအနန္တရဲ့ကျေးဇူးဒီဝတ္တကြတော့လောကကြီးတစ်ခုလုံး from evil to noble ကိုပတ်လို့ပေါ်လာတဲ့တိရစ္ဆာန်တမလို့သုံးချိန်တန်ခဲ့အောင်နေခဲ့အဲ့ဒါစွမ်းအင်ကိုအလွဲသုံးစားလုပ်လိုက်တော့သမိုင်းကြောင့်မကောင်းစွမ်းအင်ကိုစရိရကသုံးချတော့ကမ္ဘာသမိုင်းလူသားတို့တရားလုံးကကျေးဇူးတင်မဆုံးကြရဲ့အလေးကိုတို့ကလည်းကိုသိစက်တွေကိုတစ်နှစ်ပဲတော့ဒီလိုအားလုံးသမီးလုံးလည်းပြောလို့ရတယ်ရေးလေးတွေတော့ဒီကိုကဒီလေးတွေပြောလို့ရအဲ့တော့သားလို့သမီးလို့ဒီလိုဖြစ်နေတို့လည်းလည်းသားတော်လေးအားလို့သမိုင်းကြောင့်ကောင်းကောင်းရေးစွမ်းအင်ကိုစနစ်ရသုံးချလို့ပါစွမ်းအင်မျိုးပဲလူစွမ်းအားကောင်းလို့ဘုရားပြောတဲ့စကား There's another great in the world, but then, Baba Luma Bati Kera so you really solo yard, all you know, and a very strong in the Winopuna Palua, Alabama, create the level of that way, I say, there's another in men great, but character and wisdom. Look what I character and wisdom. The Nakuga way, the teaching. There's another great in men, but character and wisdom. Character is very important. Wisdom, Billa. And you go hanging me on all of Lulucha. So you go around all live like a. Then I will do the character young count. Wisdom sheep. Who only have a piano. Provide a lot of people. Provide the go young. But even nobody to create a boy. Yang ada yang take lagi, kami jangan berlari. Dia kan rumah ini kau. Terus ada juga orang alam ini. Ini bukan jadi orang lojak ini je. Mereka Western. Udah sekarang dia Tila
နဲ့ပညာဘာနဲ့ဘာနဲ့လူဝရဲ့အမျက်ဆုံးအကြီးကျယ်ဆိုဘုဒ္ဓံဆုံးသောအရာဝတ္ထုဟာသီလနဲ့ပညာခြင်းဥပါပဲအခုလာပြီးတော့ပညာသင်ရအဲ့ဒီပညာကိုကာရကနဲ့ဟန်ခြင်းနေအောင်တည်ပြီးတော့ဘဝကိုဟန်ခြင်းနေပြီးခရီးလို့အလုံးပြောကြတို့တက်ပြီးဟာကဘာတော်လောကပြောတယ်ဆေးရပါဆေးရလေပြင်းကြီးတွေမလုပ်နိုင်ဘူးဘုဒ္ဓကားတွေမလုပ်နိုင်ဘူးဒုံရတဲ့ဂျိုလူတွေမလုပ်နိုင်လို့ဆေးရတာပါအဲ့ဒါကြောင့်ဆေးရဆိုရင်နော်ဒါကို physically ပိုးပြောလို့ရတယ်ဒါပေမဲ့ဘယ်လိုလဲဆိုဒီရုရှားဘယ်ကိုဘယ်ချိန်ပဲသွားသွားတယ်သွားလို့ရရတာဘယ်ချိန်ဘယ်အိမ်ကိုဘယ်ချိန်သွားပြီးတော့ငါတမက်ဝင်စားအောင်မယ်ဟေ့လို့ပြောလို့ရမလားဒီတိုင်းဒီမှာဘာပြီးမှဘယ်ချိန်ဘယ်အိမ်ဝင်သွားလာစားမယ်ပေါ့အိမ်တိုင်းကဖိတ်ခေါ်ကိုစစ်တယ်တမက်ဝေးကြီးနဲ့ထိုင်စားနေတဲ့တမက်ပဲပဲချိန်ကမြေပြည်သူရသူပေါ့လာကြပါဆိုတပည့်သားခေါ်တာဗမာပြည်မှာပဲရှိအဲ့ဒါ physically poor people mentally is very rich နော်စိတ်ဓာတ်ကျွယ်ဝတာဗမာအဲ့ဒါလည်းလည်းအလုံးကိုထပ်ပြီးလက်တဲ့ကဒီ mentally rich man စိတ်ဓာတ်ကျွယ်ဝတဲ့လူမျိုးတွေ mentally poor ဖြစ်အောင်အလုံးဗုဒ္ဓရဲ့အဆုံးအမနဲ့ထိန်းပါကြဖို့ဒါကိုလည်းအလေးအနက်ထည့်သွင်းပါမိုးကောင်းကချက်မိုးကောင်းကချက်အစိမ်းရောင်အလေးရောင်မိုးကောင်းကလည်းကြောက်စဲခေါင်းကောင်းပို့လိုက်ဖြူမသွားဘူးမိုးကောင်းကကြောက်နေတယ်အရာဘိကတဲ့သွားရောက်လို့ဘယ်မသွားဘူးသူရဲ့ကာလာနဲ့သူရဲ့ဘယ်လိုသူဘာပဲဘယ်ရောက်တော့မပြောက်မလဲအောင်ထိတ်တာတန်သေးကြီးကြီးချစ်အဲ့တော့ဗမာတို့ရဲ့ဒီစိတ်ဓာတ်ဗမာယဉ်ကျေးမှုဗမာရဲ့ဒီဒလိထုံးစံဘယ်နဲ့ဒီရောက်ပါမိုးကောင်းကြောက်လို့မိုးကုန်းကြောက်နော်အယောင်တွေလည်းပြောင်းသွားတန်ဖိုးလည်းကြသွားစီဗမာရောက်သေးတယ်ဗမာတန်ဖိုးကြမသွားအောင်အဲ့ဒါကိုဗာနဲ့ပရိသတ်လုပ်လဲဆိုခုနကချက်ပဲ character and wisdom အဲ့ဒါကိုလည်းတို့များအနေနဲ့ပြောအဲ့တော့ပြန်ပြီးထူထောင်နေတို့တက်ပြီးအတွက်ရုရှားနိုင်ငံမှာလာပြီးတော့ဗမာသားကောင်းတွေ1000ကျော်လာပြီးတော့ပြည်သာသင်ကြားနေကြတာတို့များဒီစကားရတဲ့အားလုံးကိုတို့ကဗမာတိုင်းဗမာပြည်သူပြည်သားသံပေါင်း60ရဲ့ကိုစားတန်ဃာတော်တွေနဲ့ပြောလို့တန်ဃာ9သိန်းကျော်တို့ရဲ့ကိုစားနိုင်ငံတော်အနေနဲ့ပြောရင်နိုင်ငံတော်ဆိုရရဲ့ကိုစားဒီစကားရတဲ့ကိုဒီနေ့တို့များမှာကြပါဥဒ္ဓနေနဥဒ္ဓနာဝတ္တောပတိပတောသုစေကမ္မသနိသမကာရိနောဒေနရတဓမ္မစီဝိနောအပ္ပမတ္တနာယသောတိဝတ္တိအပြဘုဒ္ဓရဲ့ကိုယ်ရဲ့စကားဒီဝါတို့တဲ့ကိုယ်ရဲ့လိုအပ်တဲ့အရေးချင်း9ပါးမိဒကလာတဲ့အတိုင်းတို့ချုပ်ပြောပြဖွံ့ဖြိုးတိုးတက်ခြင်းတရားချင်းရဲ့ဘဝဖွံ့ဖြိုးတိုးတက်ခြင်းနဲ့တိုင်းလုံးလူလုံးရဲ့ဖွံ့ဖြိုးတိုးတက်ခြင်းလူသားတို့ပြန်လုံးရဲ့ဖွံ့ဖြိုးတိုးတက်ခြင်းအတွက်အကျိုးပါတဲ့ဆောင်ရွက်ရမယ်တို့တွေမင်းတို့တွေတိဥဒ္ဒါနဝတ္တောအမြဲတမ်းလိုချင်တဲ့ကြွနေတဲ့စိတ်တရှိရငြိမ်းငြိမ်ထိုင်ပိုင်းနေ
ပုဂ္ဂိုလ်ပုံပြပြနေခြင်းတဲ့သူမလုပ်နိုင်တက်ကပါတော့ you must be always active no jaja တက်ကြွကြွသူရှိတယ်ဒါဒုတိယကဘာလဲဆိုတတိဆိုတာဘာလဲဆို guardian of the life တတိရဲ့ဒီဘယ်ကိုတော့လူငယ်တွေနဲ့လျော်ကြီးအောင်ဒီဘယ်ဖွင့်နေတတိဆိုတာ guardian of the life ဘဝရဲ့အထိတ်ဘဝကိုဘယ်လိုမှတော့ထိတ်နေငါတွေ့တယ်ဘာကောင်းမှာသူတို့ချမ်းသာတယ်ဘုမဟုတ်လောကရဲ့ခொနည်းချင်းတွေကတွေ့အာယုံမှာဝန်ထမ်းတရားသုံးနှစ်ဝန်ထမ်းပြန်လာလက်ပတ်လိုက်ဘလုံးဝင်ပါတော့ဘာမှလူငယ်ပဲလူပြိုပဲဘာမှမပေါ့အမေနဲ့ဘယ်လိုဘာမှမဝေးနိုင်အဲ့ကောင်မဲပဲပြစ်တာလေဒီတော့ကတနင်္လာကနေတောက်ကြကြီး6ရက်အလုပ်လုပ်ပြီး6ရက်လုပ်မောသမြပတ်သမြစနေနဲ့တနင်္ဂနွေ2ရက်လုံးလို့အနိဋ္ဌမ်းမှာအပန်းဖြေပလိုက်တာ6ရက်လုံးစား2ရက်နဲ့ကုန်သွားအဲ့တော့3ရက်အလုပ်လုပ်ပြန်လာတယ်လက်ဖက်နိုင်လေးတစ်လုံးအသက်ကလေးပါကျန်သွားတော့တကယ်ကြောင့်ဘဝကိုမထိန်နိုင်ဘူးဘဝရဲ့အင်းရပါလဲဆိုတော့ခုပြောတဲ့တတိအလုံးထိန်ရထိန်မျက်စိထိန်နားထိန်နှာခေါင်းထိန်ပါးစပ်ထိန်ဝိပဿနာစကားပြောရင်တော့အဲ့လိုပြောတာပေါ့ကွာဝိပဿနာတရားကတော့ဒေါသစိတ်ကိန်းကလာမှာဟောတယ်အားလုံးဝိပဿနာမဟောတော့စိတ်စိတ်ကိန်းကလာရင်ပြောတယ်ဝိပဿနာဟောပါဗျာတဲ့အားလုံးလုံးချာချာနဲ့ကြောက်ရရှိလေနဲ့တော့ဘဝကိုအားလုံးသတိနဲ့ထိန်းနိုင်ကြပါစေနံပါတ်3ဟုတ်တယ်နံပါတ်3သတိမတော်သူစိတ်ကမ္မဆိုတာလုံနေတဲ့လုံတွေကတန်တရှင်းရှင်းဖြူဖြူဆဲဆဲဖြစ်ရရုံမှာတော့ကောက်ကျစ်တော့လှည့်ရတော့လေးလေးတော့မမှန်တော့အတွေ့အခေါ်အယူဆနေနဲ့မလုပ်နဲ့ဖြူဖြူဆဲဆဲတတ်တတ်ရှင်းရှင်းစိတ်ဓာတ်နဲ့လို့ purification of your activity ဒီလိုလုပ်နေတဲ့ဒီ activity တွေအကောင်လုံး action တွေအားလုံးလုပ်ငန်းတွေအားလုံးတတ်တတ်ရှင်းရှင်းဖြူဖြူဆဲဆဲရှိပါသေးတယ်ဆိုရပါတော့စာပေကြီးတွေဘယ်လိုလဲရှင်းနိုင်ပြည့်တယ်ပေါ့မနေ့9နာရီရောက်တယ်ပဲမဟုတ်ဘူး10နာရီမှရောက်တာတနာရီအဲ့ဘာပဲခုပါလောလောရတဲ့ဒီတိုင်း9နာရီလောကြတယ်10နာရီမှလာတယ်ညနေ4နာရီအိမ်ပြန်ပို့3နာရီလောက်ပြန်လာအဲ့ဒီ2နာရီလောက်လို့လို့ဒါကဆိုတော့အဲ့ဒီ2နာရီစာ short ထုတ်သလားမင်းအပြည့်ပဲသွားအာရဏဒါနဝရဝဏိသိက္ခာပုဒ်မကျက်ပြတ်လုံးညက်တနေ့2နာရီဒုက္ခတွေခိုးယူတယ်2နာရီလုံးလို့ပိုရလုံးနဲ့တော့နိုင်ငံတော်ပို့ပြီးတော့ကိုယ်အထူးဒါနဖြစ်သွားတယ်အဲ့လိုသိတဲ့ကိစ္စတွေမို့လို့ဒါတော့ပြောရင်ဒီလိုသိတော့ပါလေနော်တန်တရှင်းရှင်းအလုပ်လုပ်ကြတေးတဲ့ကြရနေ့ဘဝကိုထိနေသုံးပါပဲတန်တရှင်းရှင်းဖြူဖြူဆဲဆဲစိတ်ဓာတ်နဲ့အလုပ်လုပ်ကြဩဒါဒဝရသတိဝရသုစိကမ္မတာနိသမ္မကာရိနောနိသမ္မကာရိဆိုတာစူးစမ်းတော့တီထွင်တော့ဟုတ်လားစူးစမ်းတော့တီထွင်တော့ဒီကနေ့ကြည့်ပြန်တော့ invention ပေါ့တော့လို့ research တန်မျိုးတွေကိုဝါသနာပါပဂရိမျက်စိနဲ့မြင်ရတော့အရာဝတ္ထုတွေအားလုံးအရှိတရားတွေဘာမှမဟုတ်အားလုံးပေါင်းနေတယ်ဒီလိုရေကတိပဲလေတာပါလေရေလို့ပြောရင်ဒါတကယ်မမှန်ဘူးမျက်စိနဲ့မြင်ရတာရေဒီတဲ့ကအဲ့ဒီကျင်းတဲ့အောက်ဆီဂျင်ကိုဘယ်လိုမြင်လဲ
ရှိတရားမှန်တရားကိုမျက်စိနဲ့မြင်အောင်မြင်တဲ့ဥစ္စာတွေကရှိတယ်မရှိမှန်တယ်မဟုတ်အဲ့လိုနားလည်မင်းတို့ science နော်ဘုရားရဲ့အမိဓမ္မနဲ့နော်နိစ္စတည်းဆိုတာအဲ့လိုကောယေဆိုတာတကယ်မဟုတ်ပါတယ်ပါပေါ့ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်စာ compounded to be water နော်ဘုရားကျတော့ပြောမှာဘာလို့နဲ့ဝါရောတာ liquid အရေးဆိုတာအာဘောတာဘယ်ကိုင်ထားတော့အေးဒီဇောတာနော်အရေးတွေဖြစ်နေလို့ကဒီထဲမှာမာကျောတဲ့ပထဝီမရှိဘူးမထင်အလုံးအားနေဒီဘဝေဒီတိခရီကလည်းတဲ့တရားရောက်တာတော့ဘာဖြစ်ကြောက်ခဲလို့ဘာမလို့လားဘယ်တခုပေါ့ဘယ်လိုရအောင်ဒီတော့ဝါရ four great planetary elements နော်ဘုရားလေးမျိုးခွဲအဲ့ဒါ super science ခေါ်တယ်မင်းတို့ရဲ့ science ကတော့နှမျိုးပဲခွဲနိုင်တယ်ကွာအဲ့ဒါမျိုးတွေကိုစူးစမ်းဆင်ခြင်တော့စူးစမ်းတတ်တော့လေးလေးနဲ့လေးလာတတ်တော့တီးထွင်တတ်တော့ဥပဒေနာပြုတတ်တော့ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့လုပ်လို့ရတယ်စာရနဲ့ရှိတာကောက်ကျစ်ပြီးတော့သံဝဲပြေးသွားတယ်စိတ်ဓာတ်မျိုးတွေရှုပ်ပြစ်တယ်ဒီတဲ့ဆိုလို့ရှိရင်မရှိတာရှိတဲ့ကိုယ်ကဓာတ်တွေကမမြင်အောင် And the thing, what we are seeing is not reality. Don't in the area of doing about it. A sheep they are, Mahoja, no truth, Mandia, Moja. The thing, not that we are seeing. Don't in the area of doing that. I mean, reality is truth, a sheep, man. အဲ့ဒါဆိုတော့စင်နေတဲ့စိတ်ဓာတ်နဲ့လုံးလုံးချာဒါလေးနဲ့အရေးကြီးပါတယ်ဉာဏ်ဉာဏ်ကြားတဲ့ဘုဒ္ဓနာဝတ္တတတိမတောသုစိကမ္မကနိတ္တမကာရိနောနတကသေညတ္တပါသေညတ္တသမဂအရေးချက်တကယ်ကျမ်းစာမြင့်ဖြစ်ဖို့လူကြီးလူကောင်းပြောက်ဖြစ်ဖို့ပိုင်အိုနီယာတယောက်ဖြစ်ဖို့နော်လီဒာတယောက်ဖြစ်ဖို့အရေးချင်းနမကဘာပြောလိုက်လဲငါပါဠိမှာပြောလိုက်သိဉ္ဇတအားလုံးဆိုတာသိဉ္ဇတဆိုတာကစောင့်စီရဘာလို့စောင့်စီအလုံးလုံးကြာဟိုးလောကရဲ့နှစ်20လောက်ကအားလည်းဒီကလာမရောက်နေတဲ့အခါဒီမှာလည်းပဲရှိမှာပေါ့ shopping center ကြီးတွေကြီးကြီး supermarket ကြီးတွေမှာပစ္စည်းတွေကို showcase တွေမှာထည့်ထားတာရောက်တဲ့လူတွေရှိနေလူကျင်နာအချင်းလေးတွေကောက်ထည့်အထွက်ကြမှာဘာလို့လဲအဲ့ဒါဘေးလေးတွေ့လာပဲဆက်ရှင်းအဲ့ဒါကလူကြီးတွေကလန်ဒန်ကအဲ့ဒါ shopping center ကြီးတွေဝင်သွားပြီလူကလည်းရှိပါဘူးကွာလူကလည်းမမြင်ပါဘူးလက်ပတ်နဲ့ဒီလိုကောက်ပြီးခါကြရတော့ထွက်လက်တွေဆိုရှော့ပဲစီလာတဲ့ကိုလုံးကတကွီပြီးတော့မီးတွေနေတာတကားတွေအလိုလိုပိတ်တော့ပေါ်လာတော့ဘာလက်ပတ်နဲ့ခါကြရတာလေနော်။ဘာရမအရေးကြီးစောင့်စီလို့လုပ်ကြအဆောင်စီနိုင်အဲ့ဒါတော့တခြားဆောင်စည်းကြတယ်အများကြီးရှိသေးတယ်။ဘာလို့လဲသိလား။မိဘရကိုသားနေတယ်လေ။စနေနဲ့တနေ့တွေကတိတ်ခတ်သွားတဲ့ကောင်။ပြန်တော့လက်ဗလာပြန်သွားတော့ဘာမှမရှိဘူးနော်။အများကြီးပဲပြောတယ်။အဲ့ဒါကြောင့်အရေးကြီးတွေတို့လူငယ်တွေစမ်းဆောင်စီးအလုပ်လုပ်ကြမဆောင်စိတ်နဲ့ဘဝပြည့်ဘာတိကာလပေါ်ကနာနမချာဓမ္မချာကဓမ္မဇီဝီ right livelihood အသက်မွေးတဲ့လုပ်ငန်းပါပြီမမှန်ကန်ကန်ရှိရကိုယ်စိတ်ကလေးကိုမမှန်ကန်ကန်မွေးရမတရားသောပစ္စည်းတွေနဲ့ဒီလို
တဲ့ပုံမှာတဲ့တယ်နောက်နံပါတ်7ခုနှစ်အပမာဒပြောပါလေမမေ့တယ်ဘေးဒီရောဘုရားချအားလုံးအငြိချစ်9ပါအဲ့တော့ဘုရားကတော့ leadership training ဆိုတဲ့နေရာမှာ9ရက်လောက်ပို့ချတယ်ဒါတိုက်ဘဝလေးတွေခေါင်းစဉ်လေးတွေမတိကလေးတွေရန်ကုန်တို့မေမျိုးလိုဟိုစစ်တက်လို့ရှိတယ်အင်ဂျင်နီယာလေးတက်လို့ကွန်ပျူတာတက်လို့သူ့မဲ့စစ်တက်လို့ရတော့ပါစေပညာသင်ကြားနေတဲ့ကိုယ်တော်ကြီးလည်းခဲ့တဲ့နှစ်တည်းကငါတော့ပြီးတော့ပို့ချတယ်တော့ဝါပဲလို့4ရက်ပို့ချတယ်ကောင်းဆောင်လေးတွေသင်တန်းဆိုတာleadership training ဆိုတာဒီလေးခုနှစ်ခုကိုငါကျန်ဝဲပို့ချတယ်အဲ့ဒါဒီကတော့တဏှာကြီးဘွယ်လာပြီးပြောမယ်ဒီဟောပြောပွဲမှာဒီမာနိကာလပြောတော့ရင်အကျယ်တော်ဟန်လာမျိုးတော်မျိုး commentary လေးတွေဖွင့်ပြီးတော့နားလည်အောင်လုပ်ကြတယ်ဒီအချင်းခုနှစ်ပါးကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းခုနှစ်ပါးလို့ဒီလိုဆိုလို့တယ်အဲ့ဒါမြတ်ဗုဒ္ဓကဇတ်တော်တွေမှာဟောတာအဲ့ဒါနဲ့ပတ်သက်လို့ဇက်ကလေးတစ်ခုကိုငါတူလေးချုပ်ပြီးတော့ပြောတယ်လေတို့ဒီဟောပြောပြီးတဲ့ဟောပြောတစ်ခုရှိအောင်နော်အဲ့မှာ2 languages ဆိုတာတဏှာကြီးဟောတဲ့ဟောပြောပဲကတဏှာကြီးဖြစ်သွားတယ်အဲ့ဒီအကြောင်းဒီအကြောင်းကခုနကပါဝင်တဲ့ဒီဇတ်တော်ကိုကျမ်းစာရကတို့ငယ်ငယ်တော့ဒေါင်းတစ်စိတ်ပတ်စာစာအုပ်လေးတဲ့ဒေါင်းတစ်စိတ်ပတ်စာစာအုပ်လေးတဲ့မင်းတို့အဲ့စာအုပ်ကိုမတွေ့လိုက်တော့မပြီးလိုက်တော့တမန်ကြီးတွေတော့ပြီးပြီးလဲဦးမူလကဖတ်စာကဒေါင်းတစ်စိတ်နဲ့စာအုပ်လေးအဲ့တဲ့မှာဒီဇတ်တွေပါဘာလဲဆိုတော့ဒုတိယဒီကောင်မောင်လာမအကုန်လုံးွယ်လို့သိဆိုကုန်ကြတယ်မိဘနှစ်ပါးလည်းွယ်လို့သွားတယ်တရားဝိသေကျန်ပြီးရောက်ကြဘယ်ကျောင်းမှကျောင်းမတက်ခဲ့အဲ့တော့ဘာပညာမှမသိလိုက်ရဟိုအိမ်မှာကနေဒီအိမ်မှာကနေဒီအရွယ်လေးရောက်လာသူတော်ဘာကိုမိခိုးရတာများလာတဲ့ခါကျတော့သူရှက်တယ်အဲ့ဒီစိတ်ကကူကနော်အဲ့ဒါခေါင်းဆောင်ဖြစ်တဲ့စိတ်ကသူတော်ဘာကိုမိခိုးရလို့ရှိကိုကဘာဖြစ်ဒီရှက်ကိုယ်စွမ်းတတ်ဒီကိုမထုတ်ပေါ်နိုင်တဲ့တော့မထုတ်ပေါ်ခြင်းပဲတဲ့သူတော်ကိုရည်တရားတဲ့ကိစ္စသူတို့တပည့်စားနေအဲ့ဒါဆက်လာပြီးတော့မိခိုးနေတဲ့ဆွေမျိုးတွေအိမ်ကနေထွက်သွားပြီးမျိုးတဲ့သွားမျိုးဝင်ကြီးအိမ်ထဲဝယ်သွားပြီးမျိုးဝင်ကြီးခင်ဗျကျွန်တော်အလုပ်တခုပေးပါမေဘာရင်းညာတာဘာစာဒီမေကိရှိတယ်မေဘာစာဒီမေကိဘာရှိဘယ်တဲ့ကတော့မှသူမတက်ခဲ့ဘူးတက်ကတော့ဆိုတော့စကားစမ်းပြီးအပူလေးချက်ပြောဒီလိုတက်ကဒီလာဆိုတဲ့ဒီစလုံးပါဠိစလုံးကနော်အဲဒီစလုံးကိုတက်ကတော့လို့ခေါ်လိုက်တယ်တကယ်တော့တက်ကဒီလာ it is not the name of the university but it's also the name of the city တက်ကဒီလာဆိုတာမှာမြို့တော်ကြီးတစ်ခုရဲ့နာမည်အဲ့ဒီမြို့တော်ကြီးကဘယ်မှာရှိလဲဒီကနေ့ပါကစ္စတန်နိုင်ငံရဲ့မြို့တော်အစ္စလာမာဘတ်အဲ့ဒီကလည်းနောက်တောင်စီကိုသွားလိုက်ကီလိုမီတာ50လောက်သွားရင်အဲ့ဒီမြို့ဟောင်းကြီးကိုသိရှိဇေဒီပထုကျောင်းတော်ဘုရားကြီးအများကြီးစကိုင်းကောင်းမှုတော်ရှိတဲ့ဇေဒီပြူကျနေတဲ့ကိုသိရှိတယ်အဲ့တော့မိုဟာမက်မမွေးခင်တော့ကမိုဟာမက်ရဲ့ဘာသာတရားတွေမရောက်ခင်တော့ကအဲ့ဒီအရာကဂန္ဓာကတိုင်းခေါ်မြို့တော်ကတက်ကသီလာခေါ်တယ်ဂရိက
ရောဘာကပညာရှိတွေတရုတ်ပြည်ဒီကနေ့ခေါ်တဲ့တရုတ်ပြည်ရှေ့တော့ကစိနာရထခေါ်တယ်တရုတ်ပြည်စိနာရထခေါ်ကြည့်လားစိနာရထဆိုတာကတော့တိုင်းပြည်ပေါ့ကွာစိနာဆိုတဲ့ဒီစလုံးဟာအိန္ဒိယကလည်းဒီဖတ်တယ်ချိနာလို့ဖတ်တယ်အဲ့ဒီချိနာတော့စိနာအတိပ္ပယ်ပါရလို့ရှုစည်းမြေစည်းဆိုတဲ့အတိပ္ပယ်ရတယ်ဘဂဝါလို့တာပါလိမ့်မယ်ရှုစည်းကဘာကျော်ဘဂန်လုံးကရှုစည်းမြေစည်းနဲ့အိုးခွက်လုံးတဲ့နေရာမှာကဘာကျော်တဲ့အဲ့ဒါလေရုပ်ရဲ့နေရာကိုစိနာရထစိတ်တိုင်းလို့ခေါ်ခဲ့တယ်အဲ့ဒါကိုအင်္ဂလိပ်ကမဖတ်တယ်လို့မှားဖတ်တာစိနာကိုချိုင်းနာဖတ်သွားတာလေကောအင်္ဂလိပ်လို့ဆိုတာမှားတယ်များကြီးပဲဘုရားမှာဘာလို့မတပင်းဆိုလောက်တော့မလားမြေကိုဘာလို့မာဝေးလို့လို့ဒီကောင်ဒီဘုရားဆောက်လို့တော့ဘဝမှာအများကြီးပြီးတော့အဲ့ဒါဟုတ်တာလို့အဲ့ဒါစိတ်ကစိတ်တိုင်းကပညာရှိတယ်ဂရိခေါ်မှာကပညာရှိတယ်ရောမှာကပညာရှိတယ်အိန္ဒိယကိုရှင်းတော့ဇဗုဒိပါခေါ်ဇဗုဒိပါကပညာရှိတယ်စုဝေးပြီးတော့ပညာရောင်းတဲ့နေရာကိုခေါ်တက်ကသီလာဘာခေါ်တက်ကဆိုတာက philosophy နဲ့ psychology တွေကိုတက်ကခေါ်တယ်ပေါ့အဲ့ဒီလူတွေစုဝေးနေတဲ့မြို့ကိုဘာခေါ်ပါလဲတက်ကသီလာခေါ်အဲ့ဒါကိုလူဗမာကhigh school ကလည်းတနေ့ကြောင်အကုန်လုံးကိုအထက်တူကြီးခေါ်ပလိုက်ကြတာပဲအဲ့ဒီဆိုလို့နော်အဲ့ဒါကန္နာရတိုင်းရဲ့စလုံးပဲအဲ့ဒါကဂျိုင်းညပြီးတော့ဘိုးလေးနော် history နဲ့ပတ်သက်တာလေဒီကိုခေါ်တယ်နည်းနည်းတက်ပြီးတော့ဘိုးလေးပြောတို့ရဲ့အင်္ဂလိပ်ဘာသာမှာဘုရားလေး Jesus take 623နှစ်ဆောတယ်မိုဟာမက်တဲ့1190ဆောတယ် religion နဲ့ပတ်သက်တဲ့သမိုင်းလေးမှတ်ဒါဆိုရင်ပါကစ္စတန်နိုင်ငံနဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ဗုဒ္ဓရဲ့နောက်တစ်ပေါင်းဘလောက်ချဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်ကြရဲ့တောင်နေရာလောက်ဖြစ်ကြရဲ့ဒီကနေ့တော့ပါပဲချက်ဟုတ်ကဲ့ရိုးလေးတွေနော်ရှေးဟောင်းအနေနဲ့ကြည့်ဖို့ပဲချက်တယ်ပေါ့နော်အဲ့ဒါကြောင့် preservation of Buddhist culture heritage ဒါပဲတို့ကဒီနေ့အလေးနဲ့လုပ် preservation နဲ့မဟုတ်ဘူးလူအဲ့ protection of Buddhist culture heritage ဒါမှလို့ဒါကတို့များယူရတဲ့တောင်းပိုင်းဘယ်လိုရှိမလဲဆိုရင်တော့ promotion of Buddhist culture heritage ပေါ့နော်အဲ့တော့ science technology တခုတည်းနဲ့မပြီးသေးဘူးဒီ arts and architect religion culture philosophy လို့တဲ့ဟန်ကြီးဒီဘောကိုလည်းလိုလေဦးပဲဆိုတာကိုမင်းတို့တွေကိုငါဒီကနေ့ဒါလေးနဲ့မှာကြားရတယ်တခုနဲ့မပြီးပါလက်ဖက်တော့ဆိုလည်းလက်ဖက်ကြီးလက်နဲ့နေလို့လက်ဖက်တော့မပြီးဘူးဟဲ့ကောဟုတ်တယ်ပါလိတဲ့စက်တမျိုးလောက်ခဲ့ဒီတော့ဘာလက်ဖက်တော့အဲ့လိုရှိ science technology ကိုလည်းတော့မဖြစ် science and technology are well advanced technology religion and culture and philosophy are very poor technology and are so young every day no so young pero que viene de Dani la Russia no può pedir so youngအဲ့ဒါကဒီလူကဟန်ကြီးဒီကောင်လေးကိုအားလုံးကြိုးစားဖို့လိုတယ်မြန်မာနိုင်ငံတော်ကအပေနဲ့ပေကဆရာသမားတွေကပေးလိုက်တယ် Buddhist culture Buddhist thought Buddhist philosophy Buddhist tradition အဲ့ဒါလေးကို
ပြောင်းပြီးအောင် table preservation of heritage ဒီအမွေအနှစ်တွေကို table နဲ့အားလုံးအရေးကြီးတယ်ဆိုတာကိုဒီကနေ့တက်ပြီးပြောတယ်ဒါကတော့ဘယ်နဲ့ကတော့မှလည်းကျွန်တော်မရောက်ဘူးပါဘူးခင်ဗျာခုနကတယောက်ကြီးကြီးချန်တယ်ဒီစကားလည်းထွက်တာဘယ်ကြောင့်မှလည်းကျွန်တော်ကြောင်းမတက်ဘူးပါဘူးခင်ဗျာဒါဆိုရင်မင်းကိုငါပြောတော့အလုတ်ခတ်လို့နေရာမရှိဘူးအမိုက်ပဲချုံတော့ဆိုတော့အဲ့ဒီကမျိုးရဲမှာအမိုက်ချုံရမိုက်ပါနဲ့ကျုံးတယ်ဘုရားကပြောကြတယ်ဒီဖြစ်ခုနပါနဲ့ကျုံးဟုတ်လားတက်တက်ကြွကြွနိုးနိုးကြွကြွတတိဝရိယစောင်းစောင်းစီစီရိုးရိုးသေးသေးမခုမကတ်မမေ့မလျော့တပြုံးလုံးမတယောက်အမိုက်ကျုံးမျိုးတော်ကအိုင်းကျင်တယ်အကုန်လုံးတန့်ရှင်းရောက်တဲ့အမိုက်ကျုံးအဲ့တော့ပညာဘယ်မှာပြင်မလဲဆိုတဲ့စကားတစ်ခုရှိတယ်ပြီးတော့မှပြောအဲ့တော့ဒီလိုတော့မိုက်ကိုယ်တော်ကိုချုပ်ရင်မိုက်ထဲရကျွတ်ကလေးတွေကအသေးကောင်းကြီးတွေ့နိုင်ရနေကြစားလို့ဒီကျွတ်တွေမပုတ်မသုံးဖြစ်နေရင်မပုတ်သေးဘူးမသုံးသေးဘူးဆိုရင်တော့ကျွတ်ကလေးကြော်စားတယ်ဘယ်ကနေသားလေးပြတာတို့ဒီလိုဆိုဒီမှာနေရတာမှာကျွဲ့နဲ့ပါးနဲ့မွေနဲ့တပိစားနေတဲ့လူခုဒီအများကြီးပြုမောရွာတပိအဲ့ဒီဘက်ဒီညလာတော့တရားဆယ်နာရီလောက်ပြန်လာကမိဒီထိုးတယ်လမ်းဝဲရလမ်းပခုံးနေနှစ်ခုမှမီးလေးတွေတိုက်။မှန်တယ်ဝလုံးလေးတွေချုံနေတယ်။ရုပ်ပြည့်တော့နှစ်ခုမီးတောက်ပါလိမ့်မယ်။နှစ်ခုကမီးလေးတောက်နေတယ်ဘာတွေလဲပေါ်နေငါအာဟောပါ။အနားကျတော့တခါလေးဝေထိုးခါလေးပြက်ကလေးတွေဆက်နိုင်နေချင်းခမင်းတလုံးပဲဘလောက်ပဲမန်းနေကြတယ်ဆိုနော်အဲ့ကျထုံးနေတယ်အဲ့တော့လူတွေတောင်းနေတယ်တန်းဒီကိုပြပြအောင်လည်းပြန်တာဖတ်မပြီးရတယ်နော်ဟောဒီမှာအာရှတော်ကမန်နေဂျာတွေကဒေါက်တာမြတ်သူပါတယ်ဒါအဲ့ကလာမတွေ့MRCP လို့ဘာလို့တက်ဖို့ဆံဝလောက်ပြီးလွှတ်လိုက်တယ်တဲ့စာပေါင်းစတာလည်းဘယ်လောက်ဆိုပြေလွှတ်လိုက်ပြီးလည်းပြီးတော့ပြန်မလာတဲ့ကောင်တော့လောက်တယ်အများကြီးဘယ်လိုပြန်မလာတော့ညညမှာခုနကကျွတ်သေးလေးတကောင်လောက်နဲ့တမင်းစားပြီးအသက်ရှင်နေတဲ့လူတွေအများကြီးအဲ့တော့ဒီလူတွေအတွက်တို့တွေဝင်လို့ပြရမင်းတို့ကနာမည်ကြီးတာတရားဟောပဲစသိရတာလို့မင်းတို့သိတယ်နော်။ဘာလို့သုံးလဲဆိုတာလည်းမင်းတို့သိမှာပါ။မင်းတို့ကတည်းကတက်ဆက်ပြီးတဲ့မြို့တော်အော့စတင်မှာ1994ခုနှစ်ထေရဝါဒဓမ္မ Society of America ဆိုတာငါထောက်1996ခုနှစ်ရှိဧက16ဧကရှိမြေတစ်ဝက်ကိုဝယ်စစ်တော့ဒါပေမဲ့အဲ့ဒီမြေကြီးဝယ်ပြီးတော့ဘာမှမတည်ဆောက်နိုင်တဲ့နေနေတာခု2009ခုနှစ်မှာစတင်တည်ဆောက်ရွှေစည်းကိုစီးပြီးတော့ရွှေရောင်တော်နဲ့ဆွဲလက်တယ်လူနဲ့ပြီးတော့ဆက်လက်ပြီးဆက်ပြီးပတ်ကမရကြောင့်လည်းအလုံး40ဆောက်ပြီးတော့တန်ခါတော်တစ်ပါးတစ်ပါးနေဖို့ရန်ကျောင်းလေး10လုံး18ပြည်ပြည်20ကျောင်းလေး10လုံးခြံကြီးကဆက်ရောက်ရေးကဆိုတော့ငါဖြတ်ဆောက်ရှေ့ကဆောက်ခွင့်ငါရပါမင်းငါလောက်တာ၄နှစ်ကြာမှရတယ်
နော်အဲ့တော့တို့ရုရှားမှာရောက်တော့တမန်ကြီးအမှုကြီးတို့တပည့်ကျောင်းကြောင်ထောင်ပြီးအောင်ထောင်ပါကြငါဘာယူသွားကလေးငါဘာထားနေမိကုန်ပြီအပြေကောင်းအောင်ထွက်အောင်လုပ်ကြနော်ငါဘာယူသွားနိတ္တရာအတွင်းမှာအားလုံးဘဝတစ်ခုပါဆုံးရမယ်နော်နိတ္တရာတဲ့ပုံမှာငါပဲရှိအားလုံးကိုကြည့်တယ်ကြောက်ကြလို့ရှိအဲ့ဒါကဘာကြောင့်လဲဆိုတော့အမေရိကန်ရေကရှောက်ပြီးတော့ဒုနတ်လေးအေးဆေးနေရှင်ညာလေးကမြင်လို့ရတယ်ပေါ့ဟုတ်လားမြင်လို့ရတယ်ဒါပေမဲ့ရေကရှောက်ကိုဒီနေ့ဒီစိတ်ကူးတဲ့ကိုမပေါ်သေးဘူးပါစုအနေလေးတွေပဲငါသွားလို့ရှိတယ်နော်အဲ့လိုရှိဘာကြောင့်လဲဆိုခုနကသူလေးကြည့်ညတော့ဒီချူချာကိုမွေးချတော့ဘယ်သောသူတို့ဘဝရက်တည်ဟာဒီလိုလေးစေးကြချာဦးစေးလေးဘာသာတော်ကျောင်းသားကျောင်းသူလေးအဲ့ဒါကလည်းအတလို့လည်းပြောနိုင်ငံတော်ဘာသာတိဆောက်တဲ့စေးရုံပေါင်းအားလုံး28ခုရှိပါလေးခုကိုလည်းဆိုတော့ဒီလိုလိုက်24ခုကိုငါကိုရမ်းလို့အဲ့ဒီပိုက်ဆံတွေကဘီလီယံပေါင်းများစွာရှိတယ်ဒေါ်လာလေးလဲပြီးအဲ့ဒီစီပို့တာဘယ်လိုမှဒုနှံ့နေရတယ်ဘာလို့စတူဒီယိုကမှန်ပိုင်းနဲ့နေလို့ရပါလဲဒီတော့အာရှတိုင်းမှာကမ္ဘာမှာမချစ်စာအကောင်းဆုံးကတိုတက်နေဥရောပဒီနေ့ကဂျာမနီမှာဂျာမန်တယောက်ဗမာတယောက်တော့ငါလာပြီးအဲ့ဒါနေရှင်ကကဘာလဲနေငါမဘလို့ရှိတယ်90ကျော်တော့ဘယ်တိုင်းဒီအကောင်းဆုံးလဲဘယ်တိုင်းဒီအကြိုက်ဆုံးလဲယူနီယံတော့မြန်မာဟာငါအကြိုက်ဆုံးပဲအဲ့လိုပြောတယ်ဒါမှမဟုတ်အဲ့တော့သူကတော့ဘုရား60ခုနှစ်ကစားတယ်ဘူးအထိပေါ့စေအစိုးရမိတကူပြီးတကူကြောင်းတော့ဘူးလည်းပဲစစ်ဘုရားကြီးမောင်းချူတော့အုပ်ချုပ်နေတာအစင်ပြတာကိုချိန်တယ်ပြောတယ်တိုင်းပြည်ကိုချိန်နော်အဲ့တော့မင်းတို့တွေငါပြောတာတိုင်းပြည်ချစ်တဲ့စိတ်ဘယ်သူကဘယ်ရောက်နေရောက်တော့ပဲရောက်တောင်းဝင်ဆုံးပဲရောက်တယ်ဘာလဲဘိုးကောင်းချောက်ဘိုးကောင်းကြောက်ဟုတ်လားဒီစိတ်ဓာတ်ကိုဝေထားဖို့ကြီးအဲ့ဒါဘယ်မှာမှပါပဲလို့အဲ့ဒါဆိုရင်အရေးကြီးဆိုတာကြီးပြိုကွဲပြီးနေတာနော်ကိုရုရှားဆိုရင်အဲ့ဒီတူတော်လေးနဲ့ဒီကလေးကမှဒီမှာလာပြီးတော့ပညာသင်ကြားနေတော့ဘာထားတဲ့မလဲနော်ဘာယူတော့လဲအဲ့ဒါ science and technology ကိုယူသွားဘုရားဘာသာမှတ်တိုင်ကိုကောင်းကောင်းထားနေတယ်ဟုတ်အဲ့ဒါတည်းကဒီကနေ့ငါရဲ့ဒီကိုစီးပြီးရတယ်လို့ဝေးရတယ်တော့လားတော့သိလို့ဒါဆိုညဝတ်တဲ့ကိုကောင်းတယ်အမေကကျွတ်တဲ့တွေ့လို့စီးတယ်မပြီးဘူးအမေကျိုးနေတဲ့ကကျွတ်တဲ့တွေ့အမေကြီးကစကားပြောနေမှာအမေဘဝနဲ့ထွက်သွားတယ်တခုပြီးတော့တခုထွက်သွားတယ်ဘယ်ပြန်ရောက်အမေဘုံပြန်ရောက်အဲ့ဒီမိုက်ဘုရားကျွတ်တဲ့ပြည်တော့ပြန်ပြောင်းနေပြီအားလဲပြီးတော့ဘာလဲဆုံးမလို့ဒီအဲ့ဒါမျိုးခေါ်တယ်ဓမ္မစစ်ကြတရားတော်ဒေါက်တာစင်ကြီးကလာပြီးဝိုင်းပြောလိုက်တာဓမ္မစစ်ကြဘောပါတယ်လို့ပြောတယ်ဓမ္မစစ်ကြတရားတော်ငါဒီနေ့ပြောနေတယ်ငါရဲ့မိတုံးကဘာလဲဆိုလူငယ်တွေအတွက်လူဝတ်တော်အရင်ချင်း9ပါးဒီကနော်ဒီမှာဆိုလူညာဒီအကူရဘာမှမရှိတဲ့လူတရားဘယ်တက်ကတော်မှာပညာမသိကြခဲ့ဘူးတဲ့လူတရားဘယ်လိုမိလျင်နာဖြစ်သွားတယ်ဆိုတဲ့ story လေးကိုငါပြောနေတယ်ဘုရားဟောတဲ့အတွက်ကျွတ်တည်းလေးတော့ညစာအတွက်ဆိုပြီးတော့ကောက်ပြီးသူကသိတာအဲ့ဒီကနေကျွေးဖို့တွေပါနေရောက်တယ်မလားအဲ့လိုရှိအဲ့လိုလူပြောကလည်းဖြတ်ချက်
ကောက်ပြီးတော့ထုတ်နေတာတွေ့တယ်အားလည်းမဟုတ်ဘူးဟာဒီကနေ့ဒီကောင်ဒီကျွဲ့ကိုတွေ့အဲ့ဒီကျွဲ့ကိုသာအရင်ကြီးလို့ဒီကောင်ပြေးရတာတတိဖြစ်လမ်းလျှောက်တဲ့လူတယောက်ကဗဇာပတ်ပါလို့လှုပ်ခနဲ့ဆိုထွက်သွားအဲ့ဒါကိုမကြုံတဲ့လူကပါလေကြားတယ်မင်းတို့နားရှိရတာရည်ကြည်ဖြစ်စီရဲ့အင်းရမှာကောင်းပြီနော်အစ်တလက်ကျွေးအင်းရမရှိခဲ့ဒီကောင်လေးဘာပြောနေလဲဘာမကြောက်ကြားလို့ရည်ကြားတဲ့နားရှိဖြစ်စီရဲ့အင်းရမှာကောင်းပြီအစ်တလက်ကျွေးအင်းရမရှိခဲ့ဒီလိုဘာမကြောက်ဖြစ်စီရဲ့အဲ့ဒါကောင်းပြီအဲ့ဒါတော့ wisdom မရှိခဲ့ဘာမှမြင်မှာမဟုတ်ရေပဲမြင်မှာရေမရှိဘူးရှိတာကတဏ္ဍပါအဲ့ဒါရေးကြည့်ကြားလိုက်ဟာဖြစ်တယ်ဒီတကောင်မီလီယံနာဖြစ်တယ်အလိုလိုဖြစ်ရမှာမသိဒါသိတာညနေစာပဲသိပြီးတော့ကြွားပြန်သွားသူ့ရဲ့ပဲသူပြန်သွားဘယ်လိုလုပ်မှမပါနိုင်ကြလဲစဉ်းစားအဲ့လိုမျိုးကြီးနေရဒါလည်းမရှိဘူးကျောင်းလေးတွေကိုသားတော်သမီးလို့ဝေးထားကျောင်းသားကိုနေတယ်ကျောင်းလေးတစ်ယောက်ကိုဒီပိုက်ပြီးတော့ဘွားကြီးတစ်ယောက်ကထွက်တယ်ကျောင်းသားလိုက်ရှာဒီလူတွေတွေ့တာလောကောပဒ္ဒါနမာစီရောတန်ဒီတိလောကကြီးဒီငါတို့ဤဆရာသမားဟုတ်လားကျောင်းလူကြီးဆရာသမားအောင်လို့တလောကလုံးကမြေတဲ့ကြားတယ်ဘာလို့ဆရာလို့ဘောထားကြတယ်ဟုတ်လားဒါတော့တရားလေးကခေါ်တာပေးနေရမှာသာဝဲတစ်ခါမဖြစ်ဘူးဒေါက်တာဝဲလေးခုရတစ်ခါမဖြစ်ဘူးမင်းတို့တွေကတကယ်ဖြစ်တစ်ခါမဖြစ်ဘူးအဲ့တော့ပြင်းရဆိုတာကျောင်းမှာသင်မှပညာတတ်တယ်လို့အထင်တယ်အဲ့ဒါကမင်းတို့ဟိုလမ်းစာလေးကပြပေးတယ်ဂိတ်ဝေးကိုပြပေးတယ်လမ်းပေါ်လျှောက်ဂိတ်ထဲကိုမင်းတို့ကိုယ့်ကိုဝင်ကြလောကသတ္တနာမှာဆိုတော့ the whole one is teacher of mankind နော်လောကကြီးဒီလူသားတိုင်းသိပါတယ်ရှားတော့လောကထဲမှာသိတယ်တကယ်တော့သင်ထားတဲ့ပညာတွေကျောင်းကသင်ထားတဲ့ပညာတွေလောကထဲမှာအသုံးချနိုင်အောင်သင်ကြလူနဲ့တစ်ထပ်တည်းဖြစ်အောင်သင်ကြလူနဲ့ identify ကိုဖြစ်တယ်လူတခြားပညာတခြားကိုဖြစ်စေဒါသိရေးကြီးအဲ့တော့ဘုန်းကြီးများကကြောင်လေးတွေပါတယ်တွေ့အဲ့တော့ဘုရားကကြက်ကလေးကိုင်းပြီးတော့တို့လည်းဝင်တော့မောင်ကြီးအဲ့ဒီတွေ့ကလေးရောက်လာဆိုတော့ဘုရားစဉ်းစားသူတို့ကသာသမီမရှိဘူးကျောင်းလေးတွေကိုအားလုံးသမီးလို့မွေးတာဒါသူတို့ရဲ့သားစားသမီးစားဖြစ်နေဝဲမှာပဲ market economy system နော်သူရဲ့ eco ပညာတက္ကသိုလ်မှာမသိခဲ့တာရက်ွက်ထဲမှာသူသင်ပေးတာဖြစ်အဲ့တော့ဘောလို့ရောက်တယ်ပဲစည်းတယ်ကျွန်တော်စည်းလို့ပြောတယ်ဘောလို့ကပဲစည်းစားပေးပါမကကလည်းကျွန်တော်လုပ်ရတယ်ကိုယ်ကစည်းစားခေါ်တယ်ပြီးအဲ့တော့ပြတ်တယ်ကိုယ်စည်းစားတယ်ခေါ်လိုက်ရတယ်ပြတ်တယ်ဇေရောကြောင့်လည်းဒီစောင့်မဲ့ကြတော့နာရီကနေပြီးကြတယ်လေစေတမေတ္တာရဲ့ဥယျာဉ်ကိုတွေ့တယ်လေနောက်လာမှာပဲစည်းတယ်အနာရီကမေးကောသလရဲ့ပါစေတမေတ္တာကဘာပြောလဲသိလားမြေခွဲကြီးတစ်ခွဲလုံးကိုရွှေလေးကားတွေအပြည့်ခင်ပြီးအဲ့ဒါတောင်ရောက်ဘူးဆယ်ရင်အပြည့်ခင်ပြီးဆိုတော့ဈေးတတ်မှတ်ပြီးတော့ဖြစ်သွားတယ်ပေါ့ဟိုကထောက်လာလို့ခါတဲ့ခိစ္စရောက်ရင်ရောက်ရင်ပြန်ဆို
ကျောင်းမှာမှုဖြစ်တယ်ဝဲကြကတော့နှစ်ပိုင်းပိုင်းပြီးတော့တရားကျောင်းမှာရှေ့တွေကပြောတာဒီဘက်ကတော့ဆွေးနွေးပြည့်ခင်းပြီးအဲ့ဒါတောင်မလို့ပြည့်ခင်းပြီးပြီးဒီကျောင်းမှာအနာရပိနိုင်တယ်ကွာနော်အဲ့ဒါကြောင့်ဈေးဝယ်ရလို့အရင်မေးရတယ်အဲ့မလားမေးဘူးဆိုတော့ရှေ့တည်ရတာပဲရအောင်လည်းဘာတူပြရတော့တည်ရတာပဲညောင်းနေပြောမရရင်တောင်းရသေးတော့ဒီလိုဖြစ်တယ်ပေါ့လားအဲ့ဒီ market and economic system ဒီ eco ပြည်ဟာအမိုက်ပုံတွေကတက်လာတယ်ရော University တော့ဒါပြောင်းတော့ဆိုကြတယ်ဒီဘယ်သားနဲ့စစ်တယ်တပည့်သားတော့ရပြီငါဘုံကတော့ရောက်မယ်ဆိုရင်မှတ်ပြီးရတာမိမဆွေးနွေးလို့ပြလိုက်လို့ဆိုရင်ပြီးပြီဒါဘုံကလူမျိုးကြီးပါတပည့်သားကတမတ်ပတ်ပြအောင်လို့ဒီလိုစိတ်ဓာတ်တွေကိုပြောတာနော်စိတ်ဓာတ်တွေပြောတာတပည့်သားကတမတ်ပတ်ပြအောင်လို့လုပ်ဆိုတော့တမတ်ပတ်ဖြစ်ဘယ်လိုဖြစ်သွားတယ်လို့ဆိုတော့သူတို့ပြောမှာမိပူပြီးတော့မိုးရက်နေတာကလာလောက်ပန်းကြီးတွေစိုက်ခင်းတွေတိတိဥယျာဉ်တွေဟိုအသေးအနာစိုက်ခင်းတွေရေးပြရအဲ့တော့ဘာလုပ်လဲလို့ဆိုတော့အဲ့စိုက်ခင်းတွေနဲ့သွားတယ်များလို့လားတိတိလေးက6ခုစိုက်ခင်းမျိုးလေးစပါးလေးချုံး6ခုအပန်းကြီးတွေ6ခုအဲ့ဒါဘယ်လိုရေးပြရအဲ့ဒီစိုက်ခင်းတွေစိုက်တာကဘယ်နာမလဲဆိုတော့ဂေဂမြေကနာဖြစ်နေတာဂေဂမြေကမ်းပါတယ်နဲ့ဘိုးကောင်ကိုစိုက်ခင်းတွေပါဖြစ်တယ်ဒီ6ဒုတိယအေယဝတိမြေကြီးရှိတဲ့မြေရိုးတစ်လျှောက်နော်လက်ဆိုင်လိုမရတဲ့နေရာတွေအများကြီးဣသရေလကောင်းတွေကလာကြည့်ပြီးတော့တက်တစ်ခေါက်ဒီမြေကြီးနာနေပြီးတော့ဒီမှာရေတွေ6တက်တစ်ခေါက်မြေရဲပဲကရေငံတွေကိုသဲရဲဆိုပြီးတော့ရေကျုပ်ပြောင်းလို့ပြီးတော့စိုက်ထားတယ်ဣသရေကဲရောကနေပြီးတော့ဂျေရုဆလင်ကိုသွားတော့ဆိုင်နေတဲ့ကတာကဖြတ်ပြီးဆုရဲကိုဖြတ်ပြီးဣသရေကိုငါကားနေတော့ဂျေရုဆလင်ကာဇာနာကကာရတော့တယ်ဒါတော့သုဒ္ဓဝါဘယ်နည်းလဲဖြစ်တယ်လေတော့ငါတော့အစ္စတိုပါတယ်ဒီမောလာတန်ကြီးဒီကုလုံးနဲ့ဖြတ်ပြီးတော့ခက်မှန်ဒီပါဒီလာစားပြီးငါကားတော့တော့တယ်What is happening in the world? ကြည့်ရတယ်ကွာနာမျက်လုံးဖွင့်စောက်ကလေးမှာရုပ်ပြီးတော့လုပ်နေတယ်ဟုတ်လားစာအုပ်တွေကကျောင်းတွေကတင်ရဘူးလောကထဲမှာရှောက်လူလောကကြီးတွေထပ်ထပ်ပြီးတော့တယ်အဲ့လိုတော့ဘာလုပ်လဲဆိုမြေကမ်းနားမှာသွားပြီးကန္နာတွေညောင်းပေါက်လို့မြေတွေကရေးတယ်စိုက်ခင်းတွေပို့ပေးစိုက်ခင်းတွေပြောလို့ရေးရသွားအဲ့တော့ကျေးဇူးတင်တာဆိုပြီးရေးပေးတဲ့အတွက်စိုက်ခင်းမျိုးကသမားတွေကဝိုင်းပြီးရှိဓမ္မသားမကောအမှန်တရားသားဖြစ်တယ်ကျေးဇူးတင်တဲ့တရားသားကလည်းပြိဿပြေအောင်ဆက်လုပ်တယ်ဒီလိုလားမင်းတို့အဲ့ဒီစိတ်ကမွေးနော်ဘုရားဆိုတော့ပြောရမှမဖြစ်လေလောရတယ်ရှိရရောက်တဲ့ကောင်ကဘာဖြစ်နောက်ကျငါနိုင်ပါပါဆိုပြီးတော့ရှိရသွားတဲ့ကောင်တက်တာနောက်ကြရတဲ့ကောင်ကရှုံးပါပါမပြုတော့ပါဘူးဆိုပြီးတော့ဘယ်လိုတော့အဲ့ဒါဘုရားဆိုပြောတာလည်းမှတ်တာအဲ့ဒါဥဋ္ဌာဏဆိုတာအဲ့ဒါတိတ်ကြွလုံးချတဲ့စိတ်ကလည်းနာရှိရလက်လျှော့တဲ့စိတ်ကဘယ်တော့မှမဟုတ်ဘူးငါခုဒီလည်းမဆိုဘူးအဲ့ဒါရှိတဲ့ပြောတော့ငါ
သွားတော့လုံလုံပဲကဲအဲ့ဒီကသားကိုတပိဿာပြအောင်ဘယ်လိုလုပ်မလဲလို့ဆိုတော့ဥမာနေရအကြံကြီးပူပြီးလို့ရှိရင်ဘောင်းတဲ့ဆိုမုံနဲ့လေနဲ့လာတတ်တယ်အပူရဝန်းတဲ့လေနဲ့မိုးကပေါ်လာတပည့်တွေတို့ကြမျိုးမျိုးလုံးဘယ်လိုပြည့်ဖြစ်ဘယင်းဦးရင်ကြီးကတပည့်တွေအကုန်ကျုပ်ပြီးတော့ဦးရင်ကြီးပြည့်စုံအဲ့တော့ဘယ်ဦးရင်လဲသူကရောက်ပြောဦးရင်ကျွန်တော်ဘာအကူကြီးပေးရဘယင်းကမနေ့ကဦးရင်လာစစ်တယ်လို့ပြောပါလေအဲ့ဒါကဦးရင်ကြီးရှင်းတဲ့ကိစ္စမှာတတ်နိုင်ရင်ပူသမ်းပါဆိုတော့ပြောအမိုက်ကျုံးတဲ့ကောင်ကဘယ်လိုလုပ်တော့ရိုးရဲလျှောက်ကြည့်တဲ့လမ်းပေါ်မှာတိတ်ကိုက်တွေကျိုးကြတိတ်တိတွေကျွေးငှက်တိုက်တွေပြုတ်ကြငှက်ကလေးတွေလမ်းပေါ်မှာငှက်ဦးတွေကြအဲ့ဒါလည်းခလေးတွေကပြောတော့မှလူရဲ့ကောင်းနေတာအဲ့ခလေးတွေတော့ဟဲ့လေဒီနေ့ကဒီလိုကမဆိုးလည်းပြင်အင်းကြီးလည်းပြင်တမက်လည်းလာပါကအဲ့ဒါလည်းတဲ့ဆိုတော့ခလေးတွေကသူတော့တုံးပြီးပါတော့မေကိုရတဲ့ကတိတ်ကိုက်တွေကိုဆွဲထုတ်ပြီးတော့ခလေးနဲ့ရှင်းတာဒီတော့ကလေးတွေပုံပုံတွေပြီးဦးရဲ့ဘုရားခင်ဗျားကိုကျွန်တော်ကျေးဇူးဆက်ပါတယ်ခင်ဗျာမနေ့ကပရင်ဦးရဲ့စစ်ပြေတော့ဦးရဲ့ရှင်းပါပြီအဲအဲ့ဒီရွှေဘလာကတက်ပါတယ်ဦးရဲ့ဘုရားပြေရွှေတပိတ်ကတပိတ်တော့တပိတ်ကပြောင်းဆက်တယ်ရောက်စားတယ်မင်းတို့ဆိုရောက်မှာကြာဟုတ်ပြီမိမဆိုရလို့ဝိရတဲ့တော့လေဟဲ့အဲ့ဒါတော့ဘာသာလို့လဲအဲ့လိုမိုးရေလေးတွေငြိမ်သွားတဲ့အချိန်စားရည်ကပြည့်နေတဲ့ဒီဗာရဏသီမြို့မြေကျောင်းကနေလေကုန်တယ်အများကြီးလာမပြီးမချုပ်ကောင်းရမ်းလာပြီးလက်ကုန်တယ်အများကြီးလာပဲဆန်နေတယ်လားမျိုးတွေကိုတေးတေးလေးဝင်တော့မယ်တမျိုးတော့မပြီးတော့နာလှဲတွေလည်းဝင်မယ်လက်ချီတွေလည်းမျိုးညစ်ပတ်မယ်အဲ့မျိုးမှာအမိတ်ကျုံတန်းချင်းတဲ့နေရာမှာနောက်ကြတယ်သူကခေါင်းဆောင်ကြီးဖြစ်ပြီးတော့လက်အောင်မှာအမိတ်ကျုံလုပ်သားတွေကအများကြီးတန်းရှိခေါင်းဆောင်ကြီးဖြစ်တယ်အဲ့ဒါကအာဏာလေးတော့ရှိတာဒီသမားတွေမျိုးရဲမို့လက်သမားတွေမျိုးရဲမို့ဘယ်လိုမျိုးတွေမှနေကြဟုတ်ပါဘူးခင်ဗျာမျိုးရဲဝင်မှရောက်အောင်လေရဖို့နေရလေပါကင်လေရဖို့နေလေပါကင်အဲ့ဒါလေးတွေမျိုးတော်ဝင်နေတဲ့ကတည်းကပြီးတော့တမမျိုးတော်ဝင်စစ်တဲ့လက်စွပ်တွေကိုအောင်းအောင်လုပ်ပါတယ်ရှင်ဘယ်နဲ့ကြတော့ပါလဲမသိမျိုးတော်ဝင်ခင်ဗျာအလုပ်ပေးကျွန်တော်ကိုရွှေတပိတ်သာလောက်လည်းရနေပါပြီစားလာတော့နေလောက်ထဲတော့ဖြစ်နေပါပြီယေရှုတင်ယေရှုဆက်တာပါပြောတော့လက်စွပ်တွေကိုပေးလိုက်အဲ့တော့လည်းရတယ်ပြောတော့လည်း okay ပဲ okay နော်ဘယ်မှာလဲရှင်လို့ဆိုစီလားပြောတော့အဲ့ဒါဘာပါလဲတော့ဟုတ်ကဲ့ဟုတ်တယ်လက်စွပ်ရရတယ်ဘယ်မှာလဲရှင်လဲကုန်တဲ့ဉာဏ်ကြီးတာနေတဲ့ကစာကြည့်ပဲလေကုန်တဲ့ဉာဏ်ကြီးတဲ့ကမပြီးနေတော့အဲ့ဒီကတော့ရက်ကိုရတယ်ပတ်ကဲတခုကျွန်တော်ပြေလဲပတ်လဲလေရက်ကိုလေရဘယ်နေရာတတ်မှတ်လာခဲ့နေရတဲ့ဘလောက်ဆိုချဒီစေဘလောက်ချအဲ့ရှိတပိတ်တာနောက်ထပ်ရဖို့ဘာခဲ့လဲဒီပြည့်ရတဲ့ဒီမှာတဲ့ကျောင်းလေးကိုလို့မဲလို့ဘောစကိုယူနီဗာစီတီတက်ဖို့လို့ကန်ဒါရကတက်ကတည်လာတယ်မတော်ဘူးလို့ဘယ်မှာသိတော့အဲ့ဒါရေးလောကကိုအထက်မသေးဘူးလောကထဲမှာသိလို့စရာတွေအများကြီးညာနေကြတဲ့ဘယ်မှာသိတာနော်အရှင်ညာနေလောကထဲမှာသိယူတာအဲ့လိုရှိသာသနာ့ရဲ့ဘယ်လိုလုပ်မလဲနောက်လာ
ကျောင်းပေါ်မှာကောင်းပြောကျောင်းပြောင်းတဲ့လုံးနှစ်တရားနော်အတဲမှာလူတွေရဲ့ဘဝတစ်ခုကိုစုပ်ပါရညပြောင်းဘာယူသွားခဲ့ပညာရည်ရောဘာထမ်းခဲ့ဘုရားဘာသာမွေးနေ့ဒီမှာထပ်တယ်ကိုဒီအနောက်ဘက်ကလူတွေကသဲကံနာရတဲ့မှာလမ်းလျှောက်နေတယ်လို့ဖြစ်နေကြတယ်သူတို့ရဲ့နှလုံးသားအရင်ဆာလောင်းနေမေတ္တာပိစသူရှမ်းတာ peace of mind church မှာလည်းဆာလို့မရတယ် mosque မှာလည်းဆာလို့မရတယ်သူတို့ဖြစ်ကုန်အဲ့ဒါကြောင့်ဒီ West က young generation they are trying to be liberated from religion ဘာသာရေးကလုံးဝအောင်ကြိုးပမ်းနေတဲ့အချိန်မှာ religion မဟုတ်တဲ့ Buddhism ကိုတော့ထပ်နေတယ်အဲ့ဒါရေးကြည့်အဲ့ဒါ missionary သာသနာပြုဆိုတာဘုန်းကြီးကိုကြီးပုံမချတယ်မင်းတို့တွေအကုန်လုံးပါအဲ့တော့လေရတဲ့နေရာလေရတဲ့ problem ချက်လေရတဲ့နေရာလေရတဲ့ problem ချက်ဟာတော့ကျုံးနေတော့လေဒီလေးတွေကကုန်တွေကတလန်းတလန်းချပြီးတော့ရောက်တော့မကုန်လေဘောကကမိငချောက်ကလည်းပြန်ယူသွားယူလေဘောကဆန်တဲ့ပဲကလည်းပြန်ယူသွားယူတော့ဘာလို့များအမိုက်ကျုံးဆရာကမျိုးတော်ဝင်ရဲ့ဟလာဝါလို့ဖြစ်နေ assistant လို့ဖြစ်လေသမားတွေကိုလေဘောကုန်ပြီးတော့ကိုယ်ပဲသွားလေသမားတွေပြောတယ်လေဘောကဆောက်တယ်ပြီးတော့ကိုယ်ပဲသွားလေကိုပဲမရဘူးလဲမှာလဲကိုပဲမရဘူးဘုရားတွေပဲအယောင်းဝယ်လို့လည်းကိစ္စမှာကြားရပွဲစားလေကိုတွေကရောင်းရတယ်ကျေးဇူးတင်ပြီးတော့သူ့ကိုပွဲကပေးလဲကိုတွေကလည်းရောင်းရတယ်ကျေးဇူးတင်ပြီးသူ့ကိုပွဲကပေးပွဲကလည်းပေးကြလေကပါကင်ချက်တဲ့တွေချအိုက်တယ်ရှင်မပိတ်တာအေးဆေးဖြစ်တာပေါ့ကဝေးတော်သသိကိုရတယ်ဘယ်မှာတဲ့ဒီဒီနော်လောကောတတ္တာနမာစေရောအဲ့တော့ဘုရားပြောခဲ့တဲ့အရေးချင်းတွေပါခဏပါအဲ့ဒီခဏပါတော့အရေးချင်းနဲ့ပြည့်စုံရင်အဲ့ဒီလိုလုပ်တတ်အဲ့လိုရေးချင်းရေးလို့ဒါလေးလုပ်တာရှင်နမိတ်ကလည်းဝိနသိရတော့ငါကာရီဘယ်မှာရတာလဲဘာကြောင့်ရတာလဲသူရဲ့ဆွေးတတိနော်ဒေါ်ဆိုတာအင်္ဂလိပ်လိုရတဲ့စာလေးတွေမမိနေရော There's nothing in the world but men. There's nothing in men but character and wisdom. ဘုရားယေရှုခုနပါလို့ character and wisdom ပြောအဲ့ဒါရဲ့ character ငါဘာကြောင့်ဒီအခြေအနေရောက်နေတယ်ကြည့်လိုက်ဆေးရဲဆိုအမိုက်ပုံကျုံးနေတဲ့ကာလအမိုက်ကျုံးနေတဲ့ကာလကြက်ကလေးကောင်ပြီးညကြော်စားမလို့ပန်းပလတ်စတစ်လေးနဲ့ထုတ်တာတော့ sorry အဲ့ဒီတော့ပလတ်စတစ်ပဲရှိတယ်နော်ဘာသာတရားဒါတိုးနေလို့ပြောတယ်လူတရားကလမ်းလျှောက်ပြီးပြောတာဒီကြက်သေးကိုသာဒီကောင်အရင်ကြီးလောက်ဒီကောင်မီလီယံနာဖြစ်နေတယ်တယောက်ပြောတာအဲ့ဒီစကားကိုပြန်မှတ်ရတယ်ဒီလူကလည်းကျေးဇူးရှင်ပဲအရေးကြီးတယ်ကျေးဇူးရှင်ကိုမမေ့ဖို့ဟုတ်လားတရားဝတိနဲ့မြန်မာပြည်ဟာဘယ်တော့မှကျေးဇူးရှင်အဲ့ဒီကတမင်စာအဲ့ဒီကြီးတောက်ပဲကကျေးဇူးရှင်ကတော့ဒီလူပဲအဲ့လိုလက်ကဆရာဖြစ်ကောင်းကင်ကလက်ကကြည့်ရောအဲ့ဒီလူရှာတစ်မျိုးလုံးရှာခမင်းရှိရှာနာမည်နဲ့လက်ကဆရာတွေလိုက်ရှာနောက်ဆုံးတော့တွေ့တယ်အဲ့တော့မှသူလည်းသိရွှေနမိတ်ကပိုက်ပြီးအိမ်ပေါ်တက်အဲ့ဒါကိုချေခိုးပြီးတော့ကတော့
ခင်ဗျာကျေးဇူးနဲ့ကျွန်တော်ဒီအချိန်လေးရောက်တာဒီကျေးဇူးတွေကျေးဇူးဆက်ပါခင်ဗျာဆိုတော့ဘုရားကတော့ကြောင်းနေတယ်ဘယ်တော့မှမကောင်းလဲအဲ့တော့ကျေးဇူးမမေ့နဲ့အလုံးဟုတ်လားကျေးဇူးမမေ့နဲ့မင်းတို့ကြောင်းထားပေးလိုက်တယ်နိုင်ငံတော်ပဲဆန်နေနဲ့ထားပေးတယ်နော်ကျေးဇူးတွေမမေ့နဲ့နိုင်ငံတော်အတွက်အားလုံးပြန်လို့ဒါကနောက်ကြောင့်မရောက်ပြန်တော့ပေါ်လာတော့ဒီကြောင့်မတည်ဘူးပဲတော့ကြွချင်တဲ့ဒီလိုလူမျိုးမလက်လို့မဖြစ်ဘူးနဲ့ခါစီပြီးတော့ကျေးဇူးတင်လို့လည်းသူရတဲ့အကျိုးမြတ်ဒီကုန်လာပြီးဒီနေ့တော့လေပြီးပြင်းမယ်လို့များနော်ဒီအကျိုးမြတ်တွေကပြီးဒီကောင်တော့မမွေးမဖြစ်အခန်းထဲဝင်မှာမိမနဲ့တိုင်မိမကြီးလောကကြီးလူတို့လူဆိုလူကောင်းတယောက်တော့ငါတွေ့တာတို့သမီးကြီးကလည်းအရွယ်ကလုံးနေအိမ်နံပါတ်မကြတယ်သမီးကြီးကယောက်ျားရှာနေတာမရဒီလိုလူမျိုးရှာနေစနေနေ့တည်းကအတိတ်ကကောင်းတဲ့ကောင်လို့ရှာအဲ့ဒီတော့လင်မယားနှစ်ယောက်တိုင်နေပြီကျွတ်တဲ့ခုအရေးပြုလို့မိလျာနာဖြစ်လာတဲ့လူဟာနက်ကလဆရာရဲ့သမီးနဲ့အဲ့ဒီမှာလက်ထပ်စောင့်နေတဲ့ဒီကောင်ကိုကန်ရနော်စောင့်နေတယ်ဘာဟောပါစောင့်နေရတယ်သမီးကြီးစောင့်နေတယ်အားမငယ်နဲ့နော်အဲ့တော့စကားရတယ်ပြည့်စုံပါနော်ဒါဒိဋ္ဌိရတော်တရားမဟုတ်ဘူးလို့ပြောတယ်ဒီအချင်းခုနှစ်ပါးမရှိဒိဋ္ဌိတော့ပြဒိဋ္ဌိအတွက်တကယ်တုတ်တုတ်မယ်ဆိုလို့ရှိရင်ဒီအရေးချင်းခုနှစ်ပါးနဲ့ပဲလုပ်အဲ့တော့ဒီလိုဆိုတော့ငါဘာပြောမလဲဆိုလို့ရှိရင်ဒါအိန္ဒိယပြည်ဆရာကြီးကိုယ်ကရဲ့ရေးလာငါသုံးလာတာအနေကိုဆိုင်ကိုယ်ကရဲ့ဟောပြောပွဲတွေနေ့တိုင်းဆိုင်ကိုယ်ကပြောတိကောင်းအင်းလိုဒီလိုလည်းဟောအဲ့တော့တော့ဘယ်မှာမမေ့တဲ့ story လေးတစ်ခုမှပြောပြဒီပွဲပေါင်းတရားစင်လောက်ရထားတယ်တက္ကသိုလ်ပေါင်းမြောင်များစွာမှာ professor လုပ်လာတဲ့လူကြီးတယောက်အိုးကြီး80ကျော်သူရလေးတခုရွေးပြရတယ် Oceanography အဲ့ဒီပညာရပါလေတို့ဒီတက္ကသိုလ်မှာသင်ရတယ်ရေဓာတ်ကောင်လည်းသင်ရမယ်ပင်လယ်ရေကြောင်းတက်တယ် Oceanography လို့ခေါ်တယ်အဲ့ဒါကိုပင်လယ်နဲ့တစ်ခေါက်မှမရောက်ဘူးပင်လယ်ထဲမှာလက်တွေ့လေ့လာမှလို့ဆိုပြီးတော့ပရဂဆာအဖိုးကြီးရာဇဝတ္ထုချိန်တဲ့စက္ကရိယာတွေလေတိုက်လို့ချိန်တဲ့စက္ကရိယာတွေလှိုင်းတို့ချိန်တဲ့စက္ကရိယာတွေရေပင်ရေနဲ့ချိန်တဲ့စက္ကရိယာတွေအရှိအနောက်တောင်ရောက်ကြည့်တဲ့ compass တွေပါလေစာအုပ်တွေယူပြေပုံကြီးတွေဆွဲတထုပ်တော်ကြီးကရိယာတွေစာအုပ်တွေထမ်းပဲလေကမ်းကြီးဆက်သွားပဲလေကမ်းကြီးရောက်မော်တော်ဘုတ်ကတ်ဆော့ဆိုကြတယ်ပဲလေထဲမှာသွားလာလှုပ်ရှားနေတဲ့ငါးပန်းနေတဲ့လူတယောက်တွေ့ရအဲ့ဒီလူကိုမေးဘယ်မှာမွေးတယ် Where you was born I was born in the ocean ဘယ်နဲ့မှာပဲကျွန်တော်ဝေးပါနေပြည်နဲ့ပြည်တော့ဘယ်နဲ့မှာမွေးအပေါ်နဲ့ပါတော့ဘယ်နဲ့မှာပဲမွေးအဲ့ဆိုyou are seaman မပယ်လည်းပါဟုတ်ပါတယ်ဒါဆိုရင်ပယ်လည်းကြောက်ကောင်းကောင်းနေတယ်ဆရာကြီးကတော့ကျွန်တော်ငါတော့တက္ကသိုလ်ပေါင်းစုံကို professor လုပ်လာခဲ့ပယ်လည်းလာပြီးတော့ပယ်လည်းအကြောင်းကိုလေ့လာမလို့
မော်တော်ဘုတ်ကလေးကအဆုပ်ဆုပ်မော်တော်ဘောတက်နေတယ်မော်တော်ကစုပ်နေတယ်ခိုင်းရလာစစ်ပြေပါအားပြေပါတော့ဝင်မပူနဲ့မော်တော်တော့အိုးနေအဲဒီမော်တော်မောင်းနေလူကလည်းပြင်နေမှာပဲအမေရောက်ပြီးရောက်ပေါ်ပေါ်ပြင်နေမှာမွေးတာဒါပေမဲ့ဘာလို့ဒီနေ့မပြီးသူ university နော်ဘယ်တဲ့ကူမှာဘာလို့မတူမသိသေးဘူးဘယ်လည်းမမွေးဘယ်လိုလဲဇဝဲရတဲ့မြေပုံလေးချပါညာသူကရိယာတွေထောက်ပြီးကိုင်တော်တော့ရေဘာသာတပည့်တွေလည်းလောရင်းတော်ရေဘောချိုမောက်သွားအရှိတောင်တောင်မသိတော့အဲ့တော့ပရိုဖက်ဆာကဆင်းလာ hey say it how do you know the astrologyဆိုတာပင်လည်းသွားနေတာပဲလက်ခါကြောက်ကောင်းမသိရလားကျေရင်းနဲ့သွားတာမဟုတ်လားအရှိန်တော်တော့ No never I never had such a kind of astrology is that I could come down but I know the star astrology is not the that's about itကျေcomeမင်းတို့က astrology ဘာလဲလေလေးတဲ့ဝီနဲ့နေတဲ့အဲ့မိုးလေးလည်းပါဘောကစားဆက် hey how do you know meteorology ရာသီဥတုတက်ပြီ what do you mean meteorology no I never had such a kind of ology ဒီလို ology ကမထားဘူး what does it mean ology meteorology ရာသီဥတုတက်ပညာခေါ်တာကွာ science of weather no never but I was born in the ocean said Lord အဲ့ဒါဘုရားနေရတာလိုက်နေတာဘောတော်လေးကညက်ကြောညက်တယ်ညီရဟဲ့ဝဲhow do you know the oceanology ဒီလေရောအမေတိကလိုက်နေတာညီရဝဲနေ no I never heard oceanology but I know the wind tide weather star ဒီကလည်းလို့ဒီ ology ဒီလိုဒီ oceanology astrology meteorology ဒါ university ကပြောတာဟိုထဲမှာ ology တွေဘာမှမရှိဘာပဲရှိ star no wind weather wind tide wind ဘုရားတပတ်နေ ology နောက်ဘုရားကခပ်ပြင်းနေတဲ့မော်တော်ရဲ့ရေကတော့ဝင်အဲ့တော့ဆေးမဲကပြီးတယ် Hey professor do you know the astrology professor ology တွေပြောတော့သူကလည်းရေကူးတယ်လို့ဆိုဆက်ပြီးရေကူးတယ် professor how do you know the astrology no I never had and the university I never learned I never teach astrology more better than astrology something if you don't know astrology you're going to die about the second no they will be young astrology not you make baby they will be young to hold on to good one but they will be good one guy professor ology မောင်များစွာပဲလာခဲ့တဲ့ professor ကညီကမပြေအဲ့ဒါလောကကြီးမှာအားလုံးရေကူးပညာရည်ကြည့်ပါတယ်ဟဲ့ကောင် you are live not like the ocean ဒီတော့ဘောကဘာလဲပဲလေလို့မောင်တိုင်းလည်းခံလိုက်တယ်နော်ကာမဂုဏ်၅ပါးမင်းတို့ဘောကရေမောင်တိုင်းနော်ဘာလဲ
ကာလဘမောင်တိုင်းတိုက်တော့ဘဝမှာမြုပ်မသွားကြစေနဲ့တပည့်လေနော်ကိလေသာလှိုင်းမှုထလို့လည်းမျောမသွားကြစေနဲ့ကိလေသာကလှိုင်းမှုမင်းတို့ဘောတော်လေးခက်ဆုပ်ဆုပ်လှော်နေကြတယ်ဘဝပင်လဲမှာ Most important ology is but symbology ဘဝကိုအာလို့ကုခတ်နိုင်ကြပါစေ။ဘာနဲ့ကုလဲ။ဟုတ်တာတက်ကြွတဲ့စိတ်နဲ့ကုပြီးတော့တတိဘဝကိုထင်းတဲ့တတိနဲ့ကုဒုစိတ်ကမှာအမှန်တရားရှိပြီးပြုစင်တဲ့လုံးလို့ရဘဝပင်လေကိုကုခတ်နာနမလေးပါလားသုဒ္ဓဆန္ဒစီစစ်စစ်အလုံးလုံးဘဝပင်လေမှာကုခတ်နေရတယ်နာနမကဒေကြတာနော်စောင့်ဆောင်စီစီအလုံးလုံးပါလူကြီးတရားဟောမရှောက်တဲ့နေတာနဲ့နိုင်ခိုက်တယ်လို့ပြောတယ်ဓမ္မစီတရားတွေကိုကိုယ်ကိုဝေးရပြီးတော့အပမဒဘဝကိုမမေ့ကြဘူးအဲ့ဒီအကြီးရှိခုနပါမင်းတို့ရဲ့ဘဝပဲ့နေမှာပါလေဆွေမောလို့ဒီပါပဲဘဝမမြုပ်အောင်မမျောအောင်အကြီးရှိခုနပါနဲ့ကိုရကြပါစေအမိုက်ဘုံကစခဲ့တဲ့လူတယောက်ပါဒီအကြီးရှိခုနပါနဲ့စခဲ့နောက်ဆုံးမီလီယံနာဖြစ်တယ်လို့ပဲမလို့ရဲ့တိုင်းပြည်ကလည်းမိုက်ဘုံကနေပြန်ဆရတဲ့အနေထားမျိုးစေရနာပါတဲ့တိုင်းပြည်အားလုံးဒီအရေးချင်းခုနပါနဲ့အားလုံးပြန်ပြီးထူထောင်နိုင်အောင်ကြိုးစားကြပါမင်းတို့တွေအားလုံးငါအနေနဲ့ဒီတက်တော့ပါလေငါဘာယူသွားမလဲနော် science နဲ့ technology ကိုယူသွားပါထားကြခဲ့တဲ့ရုရှားမှာဗုဒ္ဓရဲ့ဝင်ပြီးမြန်မာသင်္ဃာဝရဘုဒ္ဓစေနာပေါင်းဝန်းကျင်ထူတော်မူလို့ထားကြခဲ့ကြတယ်ဟုတ်လားမြန်မာထေရဝါဒဘုဒ္ဓစေနာတိရိကိုစေနာမဟုတ်ဘူးစေကိနာရဲ့ဓမ္မဒုက္ခစေနာမဟုတ်ဘူးမဟာစီစေနာမဟုတ်ဘူးသောမစေနာမဟုတ်ဘူးမြန်မာထေရဝါဒဘုဒ္ဓစေနာတခုကိုစရိရိကထူတော်မူလို့ထားကြခဲ့ကြအဲ့ဒီတို့များဒီကနေ့နော်တသိန်းကျူပါလို့ဒါမှ3000အကျွေးကြတယ်ဒီကနေ့ပြောပြပါပြကြတယ်လားကဲအားလုံးသိနေပါလေနော်အမြဝေတို့ဟောမြတ်မလို့သိကြပေးတဲ့အစီအစဉ်လေးကိုဆက်လက်ပြီးအခမ်းအနားစီစဉ်300ရုရှားဖက်ဒရေးရှင်းနိုင်ငံအော်စဘိုမြို့တွင်တည်ထောင်မှုပဲပြီးဘုရားစင်တာမြန်မာဘုရားကြီးကြောင့်ဖြစ်မြောက်ရေးအတွက်ဒီမူဆရာတော်ဘုရားကြီးကလူတန်းငွေဒေါ်လာ3သိန်းအားဒီမူအပြည်ဆိုင်ရာသာသနာပြုအဖွဲ့အတွင်းရေးမှူးနှင့်ဗန္ဒာရေးမှူးဖြစ်သူဒေါက်တာမြတ်သူမရုရှားပြည်နိုင်ငံမော်စကိုမြို့ဘုရားစင်တာမြန်မာဘုရားကြီးကြောင့်ဖြစ်မြောက်ရေးဒုတော်ဆောင်အဖွဲ့ရုရှားပြည်နိုင်ငံဆိုင်ရာမြန်မာတန်ခမ်းကြီးဥတည်ယူမှာလက်ကချင်းနိုင်ငံရဲ့ဒေသစွာပန်ကြားလာပါတယ်ခင်ဗျာဟုတ်ရှိတယ်ရှိတယ်ကိုရေဟောလို့ရေနော်ဟုတ်ပြီရေကွက်တယ်မင်းတရားနာပေးကြရခင်ဗျာဒီဝမ်းမြောက်ဝေးရာကုသိုလ်အတွက်ဝမ်းမြောက်ဝမ်းသာအာရုံပေါ်ကြပါလို့ခင်ဗျာသာဆလဘီခန္ဓာစီစဉ်လေးရဆရာတော်ဘုရားမြန်မာတန်ယုံစစ်တန်ယုံမိသားစုဝင်များနှင့်လက္ကသိုလ်တည်တည်တို့လက်ရောက်ပညာသင်ကြားနေသောနိုင်ငံပညာတော်သင်တန်းသားအရာရှိများမှစုပေါင်းလူတန်းအပ်သောနဝကာမအလူဝင်များစက္ကန့်လူတန်းခြင်းနှင့်ကုသိုလ်စုစုတို့အားရည်စက်သွန်ချအများပြုဝေခြင်းဖြစ်ပါတယ်ဗျာအလူဝင်များကိုအလူရှင်အားလုံးကိုသာတာမကြီးဥတည်ယူနှင့်ဇနီးတော်ကမာလေးတို့မှဆရာတော်ဘုရားကစက္ကန့်လူတန်းပြည်နေမှာယံလေးစားစွာပန်ကြားပါတယ်ခင်ဗျာ
ဧကကကံအာလုံးတပေါင်းနဲ့လက်ဆောင်ရှင်ဘုရားတကာသီလသာဂပိညာလေးပြသောတရားအညီအမြတ်ထားရှိကြပါကုန်သောယတိတော်တို့သည်တတ္တမသုံးဖြာသာသနာတော်စိတ်တွေပြပွားရေးကိုဤစိတ်တန်၍ဤနိဗ္ဗာန်မျှော်မှန်းလျက်အမေရိကန်ဒေါ်လာတစ်သိန်းတန်ဖိုးရှိသောပစ္စည်းတော်ကိုမော်စကိုမြို့၌ဤဆောင်ပြီးဖြစ်သောမြန်မာထေရဝါဒဘုဒ္ဓစင်တာအတွက်မြန်မာထေရဝါဒကျောင်းတော်ကြီးအတွက်တရားဝေပြုဝေလူပါ၏ဘုမတဘာမြတ်စွာဘုရားဟောကြားအပ်သောជីវဒုတကြောင့်တရားခဏမတို့ကိုယုတ်သေးစွာမာကြပါကုန်၏တရားတော်အားပူဇော်သောအဖြစ်ဓမ္မပူဇာဝတ္ထုလွှာတို့ဘုဒ္ဓဘာသာဤကာမှုသည်မောရိဉာဏ်ဤသာမဖြစ်ပါစေတည်းဤကာမှုကုသိုလ်ဘုကို30ဘုရှင်လီကုန်သောဘတ်လူမြေမှာတတ္တဝါပေါင်းတို့အားအညီအမျှဝေငှပါကုန်၏တို့များစွာတတ္တဝါတို့သည်ဤကောင်းမှုကိုယာသိကြ၍အများရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်ယောဆက်လက်ပြီးခန္ဓာစီစဉ်900ယနေ့ကျမပြုလို့သောဓမ္မသတိဟာဘုရားသာသနာစေရနေသူသုံးကြီးရွတ်ဆို၍ရုပ်သိမ်းဖွင့်ပြုလို့ပါရှင်ဗျာ ဘုရား